Hello 2024ရဲ့ပထမဆုံးလကတော့ပြီးဆုံးသွားခဲ့ပြီပေါ့နော်အချိန်လေးကုန်တာရမ်းမြန်နေမို့လားဆိုတော့ကိုယ့်ရဲ့ဘဝထဲမှာဘာတွေစပြီးအပြောင်းလဲဖြစ်နေပြီလဲဆိုတာရောတွေးကြည့်ပြီးကြပြီလားကတန်တို့တွေကလေတခုခုကိုပြောင်းလဲပြစ်လိုက်ဖို့တော်တော်လေးကြောက်တတ်ကြတယ်အသစ်စတင်မှုကြောက်တယ်ဆိုတာတဲ့အားလုံးကမဖြစ်သွားမှာကိုစိုးရိမ်နေစိတ်လို့ကတန်ကတော့ထင်ပါတယ်ကိုတိဆောက်ထားတဲ့အရာတွေယုံကြည်ထားတဲ့အရာတွေကိုတနေ့တညနဲ့တလလေးနဲ့ကွာအကုန်ဖြိုဖျက်ပြီးတော့နောက်ထပ်အသွေးအမြင်တစ်ခုအရာတစ်ခုကိုလုပ်ဖို့ဆိုတာကဘယ်လွယ်ပါမလဲပေါ့နော်ကတန်လေးတူပဲတစ်ခုခုကိုပြောင်းလဲရမအောင်တအားကြောက်တယ်ပေါ့နော်ငါဒီနေရာလေးမှာအဆင်ပြေနေရပဲဆိုရဲဒီကုတ်ကပ်ပြီးတော့နေကျင်တဲ့စိတ်မျိုးကတန်မှာအမြဲတမ်းရှိရယ်ဒါပေမဲ့လေဒီနေ့ဒီမှာကတန်တိချာသိလိုက်ရတာကလူတွေရဲ့ဘဝဆိုတာကတမတ်သေးမဟုတ်တဲ့စီးစင်းနေရေလိုပဲကတန်တို့တွေကဒီတနေရာထဲမှာရက်နေရတည်မြဲနေရလို့ထင်တတ်ကြပေမဲ့တကယ်တော့ကတန်တို့တွေကဒီ flow အတိုင်းစီးစင်းပြီးတော့ထိုက်စားခံနေရတဲ့ကြောက်တုံးတွေနဲ့တူတူပဲကိုကလိုက်တဲ့စီးမျောသွားတာမျိုးမလုပ်ဘူးဆိုလို့ရှိရင်ကိုဘေးကရေတွေရဲ့တိုက်စားမှုကိုခံရမယ်မျောပါသွားရဲ့ကြောက်တုံးတွေရဲ့တိုက်စားမှုကိုခံရမယ်ဒီတစ်တုံးတွေအစအနာတွေရဲ့ပေါ့နော်ပုတ်တိုက်မှုကိုကတန်တို့ကခံရမယ်မို့ကတန်တို့ခံနေကြရတယ်ကိုယ်တိုင်ကမျောပါနေရဆိုရင်တောင်မှတခြားလူတွေကိုပုတ်တိုက်သွားတာမျိုးဟာဖြစ်တယ်အဲ့ဒီပုတ်တိုက်မှုတွေထိခိုက်မှုရတဲ့စဉ်ကတန်တို့တွေကနာကျင်ကြတယ်ဝမ်းနည်းကြတယ်ကြည်ခွဲကြတယ်ဟုတ်တယ်မလားပြောရရင်ကိုယ်တိုင်ကတတ်မှတ်တဲ့ရက်နေနိုင်ခဲ့တောင်မှဘေးပတ်ဝန်းကျင်ရဲ့ပြောင်းလဲမှုတွေကကိုယ့်ဘောလာပြီးတော့တက်ရောက်မှုရှိနေအောင်ပါပဲတခါလေကြာရင်လုံးဝကိုတင်းမခံနိုင်တော့ရဲ့အခြေအနေရှိတယ်ဘယ်လိုလဲဆိုတော့ရွေးချယ်စရာဘာမှမပေးတော့ဘဲနဲ့ဂျောင်းထဲမှာပိတ်မိနေတဲ့အချိန်မျိုးဘယ်နာကိုပြေးထွက်လို့ရမှမသိလောက်အောင်ဘာလို့ရမှမသိလောက်အောင်လမ်းပြောင်းနေတဲ့အချိန်မျိုးရှိတယ်ဒါဟာငါဘဝရဲ့အကြီးမားဆုံးသောဒုက္ခပါလားဆိုတဲ့ခံစားချက်မျိုးဝင်ရလောက်တဲ့ဒီပေါ့နော်ဒါမဲ့လေကတန်ဒီတက်ရွယ်ကိုရောက်လာပြီးရဲ့နောက်မှာအဲ့လိုမျိုးအခြေအနေကိုကြုံတိုင်းမှာတွေးမိတာတစ်ခုရှိရပါလဲဆိုတော့ကိုဘဝမှာအကြီးဆုံးသောတောကအကြီးဆုံးသောဒုက္ခနဲ့ရင်ဆိုင်ရတယ်ဆိုလို့ရှိရင်တကယ်တော့အဲ့ဟာကလေကိုယ်မှာငကိုရှိနေတဲ့ဒုက္ခတွေကနေလွတ်မြောက်သွားဖို့ဒါလွတ်လန်းရှာဖို့လမ်းစာပေါ်လာပဲတဲ့လူဆိုတာကဇောင်းပိတ်မိမှပဲပြေးထွက်ချင်ကြတယ်ထောင်ချောက်ထဲမှာမိမှပဲလွတ်မြောက်ချင်ကြတယ်ဟုတ်တယ်နော်ငါတော့ဒီတိုင်းဆက်နေလို့မဖြစ်တော့ဘူးဆိုတော့အသိစိတ်ဝင်လာတဲ့အချိန်ဟာဒါကတန်တို့ရဲ့လမ်းစာကိုစပြီးတော့တွေ့ရဲ့အချိန်ပဲတဲ့အဲ့ဒီအပြောင်းလဲသည်အကြောက်တရားမဟုတ်တော့အကြောက်တရားကနေပေါက်ဖွာလာတဲ့တက်တီနဲ့ရှောက်မဲ့လမ်းလိုကတန်ကတော့ခံယူထားရဲ့ဒီနေ့က spiritual ရဆိုလို့ရှိရင် universal one year ဖြစ်တယ်numerology ရဆိုလို့ရှိရင်လည်း one ဆိုတာက new beginning ပေါ့နော်အသစ်တွေပြန်ပြီးတော့စတင်မဲ့အရာဖြစ်တယ်ပြောချင်တာကလေကိုကပြောင်းလဲမှရတော့မယ်ရက်လိုက်မှဖြစ်တော့မယ်ဆိုတဲ့အခြေအနေမျိုးကိုမြန်ကြုံတွေ့နေရတယ်ဆိုလို့ရှိရင်လုံးဝစိတ်မညစ်ပါနဲ့ဒီစကြဝဠာမှာကတန်တို့တွေကတရဝါတိုင်းအားလုံးအပြောင်းလဲကြုံရမယ်အချိန်ကာလခေတ်ကာလတစ်ခုဆိုတာရှိရဲ့အဲ့တော့အကြီးဖြစ်စီအသေးလေးဖြစ်စီလူတိုင်းကတစ်ခုချင်းစီပြောင်းလဲနေကြတာပေါ့နော်ဒါကြောင့်ငါကတကယ်ဘာကိုပြောင်းလဲဖို့လိုနေရလဲဘယ်လိုလုပ်ရင်ငါအတွက်အကောင်းဆုံးဖြစ်မလဲဆိုရဲဆုံးဖြတ်ချက်တွေကိုခေါင်းအေးနဲ့တေချာစဉ်းစားပြီးတော့ပေါ့နော်နောက်ကျန်ရှိရဲ့ဒီ17လအတွင်းမှာကိုယ့်ရဲ့အိမ်မက်တွေမျှော်လင့်ချက်တွေကိုအကောင်းဆုံးသောနည်းလမ်းနဲ့အကောင့်ထဲပေါ်ဆင်နိုင်မှုကတည်းကဆူတောင်းပေးလိုက်ပါရရှင်အားလုံးကိုကျေးဇူးတင်ပါတယ်